ရဗီဒီယိုလေးလေဒီမှာမက်ကပောင်းရွာထိတ်မှာစီဖြစ်ပြီးတိုင်းရှိတယ်ကြာကြာကိုရီးယားတော့ပြန်ထွက်ပါပြီရွာလေးကတာပြင်းနေတယ်အေးဒီကပူရာပြင်းနေလို့ဒီလေးအေးစိတ်စိတ်ပြန်ပြန်ပါပြီမက်ကပောင်းကနေအဲ့ချောင်းကရွာကိုဖြတ်တယ်